ကဲအားလုံးပဲမင်္ဂလာပါကိုမိုးမြေတန်းအပိနိကြတော့ကိုမိုးရဲ့တူတူနာရှင်ချစ်ကိုချစ်မတွေအားလုံးတရားမကြံမင်္ဂလာပါလို့ကိုမိုး channel ကအားလုံးကိုနှုတ်ဆက်ပြန်လည်ကြိုဆိုပါရစေနော်ကဲကိုမိုး channel မှာရှိကြတဲ့တူတူနာရှင်အကိုဒီမတွေအားလုံးအတွက်အခုလေးကကျွန်တော်24ရက်12လပိုင်း2025ဗုဒ္ဓဘုနေ့တနေ့တာအတွက်ကိုဒါကိုမိုးရှာဝေတွက်ချတောက်ရတဲ့လုံးမိုင်းလေးတွေဒါမရုပ်ကွက်လေးတွေကိုဒါအဓိကအကောင်ဆုံးအနေနဲ့ကြိုးစားပြီးတော့လာရောက်မျှော်ပေးခြင်းဖြစ်ပါတယ်နော်ကဲကိုမိုးတို့ဗုဒ္ဓဘုနေ့တနေ့တာတော့ကိုဘာတွေကစားရမလဲဆိုတော့မတော်ခင်လေးမှာကိုမိုးရဲ့ချစ်ကိုချစ်မတွေအားလုံးကနေပြီးတော့ကိုမိုးလေးကိုမြင်တဲ့တွေ့ချင်းစပြီးတော့မင်္ဂလာရှိသောနေ့လေးတွေကိုအမြဲတမ်းပတ်စံနေကြပါစေလို့ကိုမိုးစမှုကောင်းလေးတောင်းပေးလိုက်ပါတယ်နော်ပြီးတော့ကိုမိုးမြေတာအပိနိတော်ကိုမိုးရဲ့ဝန္ဒနာရှင်အကိုရီမတွေအားလုံးပဲကိုမိုးရဲ့ကိုတူတီကိုမိုးနော် YouTube ကောက်လေးကိုနော် channel လေးကို subscribe နှိပ်ကြသေးတဲ့ကိုမျိုးရှိရင်လည်းအခု channel အကောက်တစ်ကလေးကိုနော် subscribe လေးနှိပ်ထားပေးပါနော်ဒီ channel တစ်ကလေးကို subscribe နှိပ်ပြီးတဲ့ကိုရီမတွေအားလုံးကအများသူငါတွေ့ရအောင်အများသူငါရအောင်လို့ခွန်လေးကိုတန်းတလောက်လေးရှေ့သွားပေးပါတန်းတလောက်လေးမျှော်ပေးသားပါနော်ဒါဝါသနာရှင်အကိုဒီမတွေအားလုံးအတွက်လည်းဒါကိုမိုးဗုဒ္ဓဘုနေ့မှာအကောင်းဆုံးကြားရှိမယ်ကျွန်တော်ဒါလုံးမိုင်းလေးတွေဒါမယုံကွက်လေးတွေကိုဒါအဓိကနေလည်းစူးစမ်းလာခဲ့တယ်ပေါ့နော်ကဲဘာပြောကိုဒီမတွေအားလုံးပဲကျွန်တော်အင်္ဂါနေ့မှာတော့ဒါကိုမိုးတို့တော့ဒါအောင်ပွဲလဲမခံလိုက်ရအောင်ဆိုကိုမိုးလည်းဖီဖိုင်လာမတင်ပေးခင်မိဘူးပေါ့နော်ကျွန်တော်တနေ့နေ့ဖုန်းလေးကတော့နော်ဖုန်းဝင်ချင်းလေးပဲအဖွင့်စည်းလေးမှာတော့ကိုမိုးဒါနော်နှစ်ချိန်မြောက်အောင်ပွဲခံပေးခြင်းကိုမိုးဒါကိုဒီမအကောင်းဆုံးကြိုးစားခဲ့တယ်နော်မနေ့ပိုင်းမှာကိုမိုးလာတင်ပေးတယ်36ပိုင်းနဲ့ကိုဒီမနော်တကွက်ကောင်း36လဲထွက်ရှိခဲ့တယ်ညနေဖုန်းလေးကနော်ညနေဈေးမှာလဲကိုမိုးလာတင်ပေးတယ်1ပိုင်း5ပိုင်းနဲ့နော်85ဆိုတဲ့ကျွန်တော်တို့မယုံကလည်းထပ်ပြီးတော့ရရှိခဲ့တယ်ပေါ့နော်ကိုဒီမရဲ့အားလုံးပဲကဲဘာဖြစ်ပါကိုဒီမရဲ့အားလုံးပဲကျွန်တော်တို့ဖိုတိုခွင်းတက်လေးကိုအားလုံးကမရင်မကြော်ဘဲနဲ့အစားအဆုံးလေးပြီးဆုံးအောင်ကြည့်ပေးပါနော်ပြီးဆုံးအောင်ကြည့်ပြီးတော့ကိုဒီမရဲ့အားလုံးအတွက်လည်းကိုမိုးအကောင်းဆုံးမယုံကွက်လေးနဲ့ထပ်မှန်ပြီးတော့ကျွန်တော်တို့3ချိန်မြောက်အောင်ပွဲခံမင်းချင်းလေးကိုလည်းကိုမိုးယူဆောင်လာခဲ့တယ်ဒီကျွန်တော်တို့ဒါဗုဒ္ဓဘုနေ့မှာ3ချိန်မြောက်အောင်ပွဲခံခြင်းဝေးခြင်းကိုဒါအကိုဒီမရဲ့အားလုံးနဲ့အတူတူကိုမိုးအတူတူအားလုံးအတွက်အောင်ပွဲခံမယ်လို့ကိုမိုးလည်းပြောချင်ပါတယ်နော်ဘာဖြစ်ပါစေတနာကောင်းရင်အားလုံးပဲကံကောင်းကြမှာပါနော်ကိုမိုးထပ်ပြောချင်တာကကိုမိုးစီမာတာတော့ဇာတုံးမဆိုးနေတဲ့ဇာတုံးသမားတွေနော်အားလုံးပဲကိုမိုးပြောတဲ့အင်္ဂါမကျော်ခွန်ပတ်တီးနော်ဒါတောက်လျှောက်အဆင်ပြေသွားပြီနော်ကိုမိုးနေတာတင်မိတယ်ခွန်6ခွန်1နော်ဒါအကိုဒီမနော်81နဲ့ကျွန်တော်ဒါအင်္ဂါနေ့ညနေမှာလဲဇာတုံးသမားလေးတွေအဆင်ပြေသွားပြီဇာတုံးသမားတွေလည်းအောင်ပြီပေါ့နော်ဒါမွေးပတ်တီးသမားတွေကတော့အားလုံးပဲပြောနေကြမလို့ဒါပတိုင်းလည်းအဆင်ပြေတယ်ပတိုင်းလည်းအောင်မြင်ခဲ့တယ်ပေါ့နော်ကဲပါဇာတုံးမွေးသမားတွေလည်းအားလုံးပဲအဆင်ပြေသွားပြီဆိုတော့ကိုမိုးတို့မနေ့ဖြန်ကျွန်တော်ဗုဒ္ဓဘုနေ့မှာဘာတွေဆက်ကစားမယ်ဆိုကိုမိုးတို့အရင်ဆုံးဝမ်ချစ်တစုံလေးတို့မိတ်ဆက်ပေးမယ်ဒီဝမ်ချစ်လေးကိုဒါအကိုဒီမတွေအားလုံးကလုံမိုင်းလေးတွေမယုံကွက်လေးတွေရှိရင်လည်းကပ်ပြီးတော့ကစားပါကပ်ပြီးတော့ထိုးပါနော်မနေ့ဖြန်ကျွန်တော်တို့ဝမ်ချစ်တစုံပါဆိုရင်ကျွန်တော်မနေ့ဖြန်မှာနော်90ဝမ်ချစ်တစုံရှိပါတယ်ခွန်ပိုင်း3ညပိုင်းနဲ့ကစားမှာလေးဖြစ်ပါတယ်နော်ခွန်3ညပတ်တီးပါအကိုဒီမတွေအားလုံးပေါ့နော်ဒါမနေ့ဖြန်ကျွန်တော်ဗုဒ္ဓဘုနေ့တနေ့တာတော့ကိုခွန်ပိုင်း3ညပိုင်းနဲ့ကိုလိုက်ပြီးတော့ကစားပါနော်ဒါအကိုဒီမလုံးပဲခွန်ပါတော့ကနန်း3ညပါတော့ကနန်းကိုအဓိကထားပြီးတော့ကစားပါအဓိကထားပြီးတော့ထိုးပါနော်ဒီထဲမှာနော်အကွက်ကောင်းလေးတွေကိုယူကစားခြင်းနဲ့အကွက်ကောင်းလေးတွေကိုယူထိုးခြင်းနဲ့ဆိုတဲ့အကိုဒီမတွေအားလုံးတက်လဲကိုမိုးဒါအကွက်ကောင်းလေးတွေကိုဒါယူဆောင်လာခဲ့တယ်ပေါ့နော်ဒီအကွက်လေးတွေကဆိုရင်ဒါကိုမိုးရဲ့ချစ်ကိုချစ်မတွေအားလုံးကကိုတန်းတလောက်ကိုဆိုးတာပါမဖြစ်မနေထိုးပါလို့လဲကိုမိုးပြောခြင်းနဲ့ဘာလို့ဆိုရင်ကိုမိုးမြေတာအပိနိတော်ကိုမိုးရဲ့ဝန္ဒနာရှင်ကိုဒီမတွေအားလုံးလည်းသိပါတယ်ဒါကိုမိုးတက်ပြီးချပေးထားတဲ့ဒါခဏလေးတွေမယုံကွက်လေးတွေကဒါကိုဒီမတွေအားလုံးတက်လဲဒါအမြဲတမ်းလည်းရတယ်အမြဲတမ်းလည်းအဆင်ပြေတယ်နော်ဒါအဖို့မဲ့သမားတွေဆိုလဲပြောနေကြမလို့ကိုမိုးအဖို့ပေးခြင်းမရှိနဲ့ဒါတောက်လျှောက်လေးအားလုံးကိုအဆင်ပြေအောင်ကိုမိုးဒါစေတနာနဲ့ပဲအားလုံးကိုကူညီပေးတယ်နော်ကိုမိုးပြောရှင်းနေပြီစေတနာကောင်းရင်အားလုံးပဲကံကောင်းမယ်နော်ဒါအဖို့မဲ့ဇာတို့သမားတွေကလည်းအဖို့မဲ့လေးပတ်တီးမှန်လို့ကိုမိုးမဖိုးလေးတွေစေတနာကြီးလွှတ်ပေးတဲ့ကိုမိုးများအားလုံးလည်းကိုမိုးအထူးပဲကျေးဇူးတင်ပါတယ်လို့ကိုမိုးဒီပိုင်းလေးနဲ့တူအားလုံးကိုပြောချင်ပါတယ်နော်ကဲကိုမိုးတို့အဓိကကြားတဲ့ကျွန်တော်တို့ရဲ့နော်ဗုဒ္ဓဘုနေ့အတွေ့အကြုံကိုသွားမယ်နော်ဗုဒ္ဓဘုနေ့မှာဝမ်ချင်းတစ်စုံမှာဆိုရင်ကျွန်တော်တို့ဗုဒ္ဓဘုနေ့နေကုံပေါ့နော်နေကုံလိုက်ကစားဝမ်ချင်းကတော့ကိုမိုးဝမ်ချင်းတွေကမနေ့မထွက်ညနေထွက်တယ်ဗုဒ္ဓဘုနေ့နေကုံမှာဝမ်ချင်းရဆိုရင်ကျွန်တော်နော်ခွန်ပိုင်း3ညပိုင်းနဲ့လိုက်ပြီးတော့ကစားပါ80ဝမ်ချင်းပါနော်ဒီကိုဒီမရဲ့အားလုံးပဲ80ဝမ်ချင်းပါ80ဝမ်ချင်းကမှအဓိကပါဝင်တော့ကျွန်တော်တို့မေယုတ်ကွက်လေးတွေကဆိုရင်ခွန်နဲ့ပတ်သက်ရင်80ခွန်9ခွန်8နော်3ညနဲ့ပတ်သက်လို့ရှိရင်38 33 31ဆိုတဲ့ခဏလေးတွေကိုဒါအဓိကထားပြီးတော့ကစားပါအဓိကထားပြီးတော့စော့ပါနော်အကိုဒီမတွေအားလုံးပဲခွန်နဲ့ပတ်သက်လို့ရှိရင်80ခွန်9ခွန်8နော်3ညနဲ့ပတ်သက်ရင်38 33 31ဆိုတဲ့ခဏလေး3ခွက်ကိုဒါအဓိကထားပြီးတော့စော့ပါအဓိကထားပြီးတော့နော်ထိုးပါနော်အဓိကအကောင်းဆုံးလေးနဲ့တကွက်ကောင်းပေးပါဆိုရင်ကိုမတွေအားလုံးပဲကိုမတို့နော်တကွက်ကောင်းအနေနဲ့ဆိုရင်ကျွန်တော်တို့80တကွက်ကောင်းကြိုက်ပါတယ်80တကွက်ကောင်းကိုလည်းတင်ထိုးပါဘာလို့နှက်ခက်လေးကိုလည်းကိုမိုးဒါချန်နေတဲ့အတွက်ဒါနှက်ခက်လေးကိုလည်းကစားပါပြီးခဲ့တဲ့ပွဲရတဲ့နှက်ခက်ကဒါမကြခဲ့ဘူးပေါ့နော်ဒါအခုပွဲမှာကိုမတွေအားလုံးပဲတတိထားပြီးတော့ကစားပါနော်ဒါအပူကြိုက်နေတဲ့အပူလေးတွေလာနိုင်လားလို့မေးတဲ့အကူဒီမိုင်းလုံးလည်းအပူကြိုက်နေတဲ့အကူဒီမိုင်းလုံးကအပူလေးတွေလိုက်ပြီးတော့ကစားပါနော်ကိုမိုးရဲ့ဝမ်ချင်းလေးတွေကီးလေးတွေကိုနော်ဝမ်ချင်းလေးတွေကိုဒါမင်းရောကွက်လေးတွေကိုဒါမှတ်မိတော့အကိုဒီမတွေအလုံးကနော်ဒါကိုမိုးတို့ကောမန့်လေးမှာဒါမှန်သွားပြီးပါဒါအရေးမကြီးဘူးပန်းမကြီးဘူးကိုတဲ့ဒါမန်တို့ရတဲ့အဆင်ပြေတယ်ဆိုတော့အကိုဒီမလုံးမှန်သွားပြီးပါနော်မန်လို့အဆင်ပြေတဲ့ကိုဒီမအလုံးကလည်းနော်
လိုက်လက်မလေးတွေနှိပ်သွားပြီးပါနော်အကိုဒီမအားလုံးကလိုက်လက်မလေးနှိပ်သွားပြီးတဲ့အကိုဒီမအောင်တက်လဲအကျိုးရှိမယ်နော်မှန်သွားပြီးလို့ရတဲ့အကိုဒီမတွေအားလုံးကလည်းမှန်သွားဘာလို့လဲဆိုရင်နော်နားမလဲတော့မသိတော့ကိုဒီမအားလုံးက comment မှာဝင်ရောက်ကြည့်ရှုတဲ့ခါကျတော့နော်ကိုပြပါလဲတီးတယ်ကိုပြပါလဲတီးရှိတယ်နော်ဒါကမို့အကိုဒီမတွေအားလုံးကလည်းကိုမို့တီချာလေးလေးရှင်းပြထားတယ်နော်ကိုမို့တို့တခါလေးပြောမယ်နော်မယောကွက်လေးတွေကိုထပ်မှန်ပြီးတော့ပြောပြပေးမယ်နော်လုံမိုက်ဝမ်းချင်းကဆိုရင်ကျွန်တော်တို့နော်ဗုဒ္ဓဘုနေ့မှာ80ဝန်းကြီးမှာခွန်မိုင်3ညပိုင်းနဲ့ကပ်ပြီးတော့ကစားမယ်အဓိကမယောကွက်နဲ့ဆိုရင်80ခွန်9ခွန်8เนาะပြီးတော့3ညနဲ့ပတ်သက်လို့ရှိရင်3ည8 3ည3 3ည1ဆိုတဲ့ကဏ္ဍလေးတွေကိုဒါအဓိကထားပြီးတော့ကစားပါเนาะတကွက်ကောင်းတင်ထိုးခြင်းတဲ့ကိုရီမလောင်ကတော့ကျွန်တော်တို့80ကိုဒါတင်ပြီးတော့ကစားပါเนาะခွန်ဘတ်ဒီ3ညဘတ်ဒီဗုဒ္ဓဘုနေ့အနေကောင်မှာမဖြစ်မနေကြမယ်မဖြစ်မနေလေပေါက်မယ်လို့ကိုမို့ဒါပြောချင်ပါတယ်เนาะကိုမို့တို့ဗုဒ္ဓဘုနေ့မှာ3ချိန်မြောက်အောင်ပွဲကိုထပ်မှတ်ပြီးတော့ဆက်ခံမယ်ပေါ့နော်ဒါကိုမလိုက်အားလည်းပဲ3ချိန်မြောက်အောင်ပွဲခံမကြီးကိုဒါကိုမိုးဆောင်လာခဲ့ပြီး3ချိန်မြောက်အောင်ပွဲခံမယ်လို့လည်းကိုမိုးပြောချင်တယ်နော်မနက်မထွက်ရင်ညနေစောပါကိုမိုးရဲ့လုံးမလေးတွေမယုံကွက်လေးတွေကမနက်မထွက်ရင်ညနေကိုကျင်းစီပေါက်ထွက်ပါကြပါတယ်ဒါကိုရီမအောင်လည်းသိပါဒါကိုမိုးဒါဒလီကိုလည်းပြောလိုက်ကြမလို့နော်ဒါကိုမိုးနဲ့အမြဲလက်တွေ့လာတဲ့နှစ်ရှိလာကြည့်ပြီးတော့ဒါအမြဲလက်တွေ့လာတဲ့ဒါနော်ကိုရီမရဲ့အလုံးလည်းသိရှိတယ်နော်ဒါဝိုင်းရှင်ကိုရီမအလုံးကကိုမိုးရဲ့ channel မှာရှိကြတော့လူရင်းကိုရီမအလုံးကတော့ပြောလိုက်ကြမလို့အလုံးမသိတယ်နော်ဒါဇာတို့ဆိုတဲ့ဇာတို့ဝိပဿနာနော်ဒါဘာမှတပြားတစ်ချက်မှပေးစားလို့ပဲနဲ့ဒါဇာတို့ဆိုင်ကစားတဲ့ကိုရီမလုံးဇာတို့လေးတွေကိုဒါအဆင်ပြေတယ်ရတယ်ပေါက်တယ်ဆိုတာကိုဒါအကိုရီမအလုံးမသိတယ်နော်ရလိုက်တဲ့ပေါက်လိုက်တဲ့ကိုရီမလုံးကလည်းအခုဟာလေးကိုမြင်နေတွေ့တဲ့ကိုရီမလုံးကကိုမိုး channel တစ်ကလေးကို subscribe မလုပ်ရသေးတဲ့ကိုမိုးများရှိ subscribe နဲ့ကိုမိုးရဲ့ဗလာလေးအများကြီးအများတန်းတင်နေတွေ့ရအောင်နော်ဘေးနာခေါင်းလုံးလေးတွေကနှိပ်သွားပြီးပါလို့ကိုမိုးဒါထပ်မှန်ပြီးတော့မြေတားရက်ခံလိုက်ပါတယ်နော်ကိုမေခွန်းလေးကိုလည်းအစားနဲ့အဆုံးလေးပြီးဆုံးကြည့်ပြီးတော့ကိုရီမားရဲ့အလုံးမဲစိတ်ချမ်းသာခြင်းကိုကြီးကျန်းမာခြင်းအလုံးပြည့်စုံကြပါစေလို့ကိုမိုးပြောရင်းနဲ့ကိုမိုးရဲ့ကိုရီမားရဲ့အလုံးကိုကိုမိုးခွန်းလေးတွေအလုံးကိုနှုတ်ဆက်ချပါတယ်နော်အလုံးမတက်တာပါဘဒုံနေ့မှာအလုံးပြည့်စုံဝင်နော်အလုံးပိုင်းပါ